ဆူရှောင်းယူကလူယွန်းရှန့်ကိုရိုက်နှက်လိုက်တာကြောင့်ဘေးကအမျိုးသမီးကအာမင်းနဲ့တော့ခက်ပြီးမင်းလိုပညာမရှိတဲ့တောသူမရိုင်းကဘလို့တတိနဲ့အကိုယွန်းရှန့်ကိုရိုက်ရဲတာလဲတယောက်ယောက်လာကြပါဦးဒီမိမဆိုးကိုတက်ပြစ်ကြဆန်းလို့အော်ဟစ်ပါတယ်ဆူရှောင်းယူကအော်ငါမင်းကိုမေးတော့မလို့ဟန်ဆောင်ကောင်းတဲ့ကောင်းမမလေးမင်းရဲ့အကိုယွန်းရှန့်ဟုတ်လားငါတို့တခင်လေးကိုဘသူကလာလောင်ရဲသေးလဲလို့ကြုံသွားပြီးတခင်လေးကုလျှောက်ထင်ပက်လက်ကတခင်လေးရေကတကယ်ကိုအေးဆက်နေတာဝစ်စုံလဲရွှဲရွှဲဆိုကုန်ပြီးအဝတ်စားသွားလဲကြရအောင်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာလူယွန်းရှန့်ရဲ့အမေရောက်လာပြီးရက်လိုက်ဆန်းမိမိနေရမိမိမသိတဲ့နှိမ့်ကြတဲ့အစီကံမှာငါတို့ယွန်းရှန့်ကိုရိုက်နှက်ပြီးတော့အခုလွတ်လွတ်လပ်လပ်ထွက်သွားမလို့လားဒီမှာဥပဒေမရှိတော့ဘူးလားဟော်အိမ်တော်ရဲ့ရဲမက်တွေကအလကားထားထားတာလားတယောက်ယောက်လာကြဆန်းဒီတိုင်းဆိုင်တဲ့အစီကံမကိုဖမ်းဆီးပြီးခြေထောက်တွေကိုရိုက်ချိုးပစ်ကြပြီးရင်စုပင်တွေနဲ့ရိုက်နှက်ဆုံးမကြဆန်းလို့အမိတ်ပေးပါတယ်ဆူရှောင်းကြီးကအဖွားကြီးပဲမျက်စိနဲ့ကြည့်ပြီးကျမကိုမိမိနေရမိမိမသိဘူးလို့ပြောတာလေမင်းတို့ရဲ့အလိုလိုက်ထားတဲ့တခင်လေးကတခင်လေးကူကိုတမင်တက်တက်ရေထဲတွန်းချပြီးအရင်စတာကွက်လို့ပြန်လဲချေပပါတယ်လူတခင်မကဒါတကယ်ကိုအတုမရှိတဲ့အဖြစ်ပဲမင်းလိုအနက်အတက်မကောင်းတဲ့သူတောင်းစားမကများအရှင်တခင်တွေကိုလာပြီးအကျိုးအကြောင်းပြပြောဆိုပိုင်ခွင့်မရှိဘူးနိုင်ဆိုင်တဲ့အစီကံမှာသူ့ပါကိုရိုက်ဆန်းလို့အော်ပါတော့တယ်အဲ့ဒီချိန်မှာပဲပွဲပိုင်ရှင်စစ်ဗိုလ်ချုပ်သမီးဟောကြားရှင်းရောက်လာပြီးကဲလူတခင်မမင်းကတကယ်ကိုအရှိန်ဝါပြနေတာပဲဘယ်ချိန်ကလေးကဟောအိမ်တော်မှာမင်းကအမိတ်ပေးပြီးအမှန်တရားကိုလိညာပြောဆိုပိုင်ခွင့်ရှိသွားတာလေလို့တားမြစ်လိုက်ပါတယ်လူတခင်မကမင်းကလေးဟောစိတ်ဆိုးတာကိုရှော့ပါရှင်အဲ့ဒီတော်သူမကကျမသားကိုအရင်ရိုက်တာပါလို့လိညာပြန်ပါတယ်ဟောကြားရှင်းကငါဒုတိယထက်ဝရန်တာကနေအကုန်လုံးကိုတိတိကျကျမြင်လိုက်ရတဲ့လူယွန်းရှန့်ကအရင်ဆုံးရန်စပြီးတခင်လေးကူကိုရေထဲတွန်းချခဲ့တာဆူရှောင်းကြီးကသူမရဲ့တခင်ကိုကာကွယ်ပေးုံတက်တက်ပဲဒီနေ့ငါအပြတ်ပြောလိုက်မယ်ဆူရှောင်းယူကကုမိသားစုရဲ့အစီကံဖြစ်ုံတင်မကဘူးငါရဲ့အသက်တခင်ကျေးဇူးရှင်လည်းဖြစ်တယ်ဘယ်သူမဆိုသူမရဲ့စံကြီးတမင်ကိုထိရဲရင်စစ်ဗိုလ်ချုပ်အိမ်တော်တစ်ခုလုံးနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ကြေညာလိုက်ပါတယ်လူတက်ခင်မလည်းလက်ဖြတ်သွားပြီးမင်းကလေးဟောခွင့်လွတ်ပါရှင်ကျမမျက်စိမရှိလို့မင်းကလေးရဲ့ကျေးဇူးရှင်ကိုပြစ်မှားမိပါတယ်ကယုနာတက်ညာပေးပါလို့တောင်းပန်ရပါတော့တယ်ဆူရှောင်းယူကဟောကြားရှင်းကိုကြည့်ပြီးတခင်မလေးတကယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်တခင်မလေးဟောကလည်းမင်းကလေးရှောင်းယူအဲ့ဒီညကမင်းကြောင့်တာမဟုတ်ရင်ဒီနေ့ငါဒီပွဲကိုပြင်ဆင်တာကမင်းကိုကျေးဇူးဆက်ဖို့ပါဒီလိုကိစ္စတွေဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ထားမိဘူးတယောက်ယောက်အဲ့ဒီအတုံးမကျတဲ့လူနှစ်ယောက်ကိုဒီအိမ်တော်ထဲကနေအခုချက်ချင်းနှိပ်ထုတ်လိုက်ကြစမ်းအခုကစပြီးလူမိသားစုကိုဟောအိမ်တော်ရဲ့ဘယ်ပွဲခင်းတဲ့ကိုမှပေးမဝင်စေနဲ့လို့အမိန့်ပေးလိုက်ရဧည့်သည်တွေကသူတို့နဲ့တကယ်ထိုက်တန်တာပဲလို့ထောက်ခံကြပါတယ်အိမ်ပြန်ရောက်တဲ့အခါတခင်မကြီးကူကကိုငါရဲ့တနာစရာကောင်းတဲ့ရှောက်ထင်လေးဒီအဆုပ်ပြက်မိုးရသည်ကြောင့်ရပောင်းများစွာမိုးရွာနေတော့သူ့ရဲ့ခြေထောက်ကပိုးပြီးနာကျင်နေရှာတာပေါ့လူမိသားစုကတော့အတိုးချပြီးလွန်သွားကြပြီတခင်ကြီးကလည်းဆရာဝန်ကြီးကိုရှောက်ထင်ရဲ့ဝေဒနာကဘလောက်တောင်ပြန်ကြွလာလဲဆိုရင်တညလုံးနာကျင်လွန်းလို့အိတ်တောင်မအိတ်နိုင်ရှာဘူးကျွန်တော်တို့ဘာလုပ်ကြရမလဲလို့မေးပါတယ်ဆရာဝန်ကတခင်ကြီးကူတခင်လေးရဲ့ခြေထောက်တန်ရာကအရင်ကတည်းကပြင်းထန်တာပါပြီးခဲ့တဲ့ရက်ပိုင်းကလည်းရေထဲကျပြီးအေးမိသွားသေးတယ်ဒါအပြင် S မြို့မှာရက်ဆက်မိုးရွာပြီးစူထိုင်းစားကလည်းအရမ်းများနေတော့ယောဂကပိုဆိုးလာတာပါတခင်လေးကိုမြို့ပြင်ကကုန်းမြင့်ပိုင်းမှာရှိပြီးတဘာဝရေပူစမ်းတွေရှိတဲ့ကြီးလက်အိမ်တော်စီရွှေ့ပြောင်းပေးပြီးအနားယူစေဖို့အကြံပြုချင်ပါတယ်လို့ဆိုပါတယ်တခင်ကြီးကငါတို့မိသားစုရဲ့အနောက်ဘက်မြို့ပြင်မှာရေပူစမ်းအိမ်တော်တစ်ခုရှိတယ်။ရှောင်းရီပစ္စည်းတွေတင်ပြီးတခင်လေးကျမကြီးပြန်ကောင်းလာအောင်အဲ့ဒီကိုခေါ်သွားလိုက်တော့လို့ညွှန်ကြားပါတယ်ဆူရှောင်းရီကအဆင်ပြေပါတယ်တခင်ကြီးနဲ့တခင်မကြီးတို့စိတ်အေးထားပါကျမဆူရှောင်းရီရှိနေတဲ့ရွေးတော့တခင်လေးကိုဘေးကင်းကင်းတန်တန်မာမာနဲ့အသားရည်ဆိုပြီးပြန်ခေါ်လာပေးမယ်လို့ကတိပေးပါတယ်လို့ဆိုပါတယ်ဆူရှောင်းရီကစိတ်ထဲကနေရေပူစမ်းအိမ်တော်ဟုတ်လားကြည့်ရတာရေချိုးပြီးကောင်းကောင်းစားရမယ်နှက်တုတ်တာလိုနေရာမျိုးပဲဒါမှတကယ်ဘဝပေါ်လို့ပြောနေပါတော့တယ်သူတို့ကြီးလက်အိမ်တော်ကိုရောက်တဲ့အခါအစီခံတွေကတယောက်ယောက်လာကြအောင်တခင်လေးရောက်လာပြီးဘာလို့အကြောင်းမကြပဲရုတ်တရက်ရောက်လာရတာလဲအိမ်တော်မှာတခင်လေးအတွက်ရေနွေးတောင်ပြင်ဆင်ဖို့အချိန်မရလိုက်ဘူးလို့ပြောကြပါတယ်ဆူရှောင်းရီကတခင်လေးကမိမိသားစုရဲ့အိမ်တော်ကိုပြန်လာတာကိုကျေးနဲ့ရိုက်ပြီးမှလာရမှာလားစကားများမနေနဲ့ဒုတိယထပ်ကအတိကအိတ်ခမ်းကိုပြင်ဆင်ပြီးရေနွေးအများကြီးပြုတ်ထားလိုက်တော့လို့အမိန့်ပေးပါတယ်ဒါပေမဲ့အိမ်တော်ထိန်ဝန်ကတကယ်ကိုကန်ဆိုးတာပဲအတိကအိတ်ခမ်းကပြီးခဲ့တဲ့ရက်ပိုင်းကမိုးယိုထားလို့နေရန်တွေတောင်